တသားမီမီတို့ကိုဒီနေ့တော့ကြောင်လေးတွေအကြောင်းပြောပြမယ်နော်ကြောင်လေးတွေကအိမ်မွေးတလိမ့်ဆန်တွေအဖြစ်မွေးကြပြီးလူတွေနဲ့အနီးကပ်နေတတ်ကြတဲ့ကြောင်လေးတွေဖြစ်ပါတယ်ကြောင်လေးတွေကပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာရတာကိုကြိုက်တယ်သူတို့ကလွတ်လွတ်လပ်လပ်လှည့်လည်သွားလာရတာကိုလည်းနှစ်သက်ပြီးတော့စူးစမ်းလိုစိတ်မြင့်မာတဲ့သတ္တဝါလေးတွေဖြစ်ပါတယ်တဲ့ကြောင်လေးတွေရဲ့မျက်လုံးကအလင်းရောင်နေတဲ့အခြေအနေမှာကောင်းကောင်းမြင်နိုင်တယ်အဲ့ဒါကြောင့်ကြောင်လေးတွေကညဘက်မှာလည်းကောင်းကောင်းမြင်ပြီးသွားလာလှုပ်ရှားနိုင်တယ်ဒါကြောင့်ညဘက်မှာကြွက်ဖမ်းတာတွေပါတွေကိုလည်းသူတို့ကလွယ်တကူလုပ်နိုင်ကြတယ်တဲ့နောက်ပြီးကြောင်လေးတွေကတန်ရှင်းရေးလုပ်ရတာကိုအရမ်းကြိုက်တယ်သူတို့ရဲ့ရှာနဲ့သူတို့ခန္ဓာကိုယ်ကိုတန့်စင်ပြီးအမြဲတမ်းတန်ရှင်းလုပ်နေတတ်ကြတယ်တဲ့ကြောင်လေးတွေကလူတွေရဲ့စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တဲ့သတ္တဝါဖြစ်တယ်တဲ့လူတွေစိတ်ဆင်းရဲနေတာစိတ်မကောင်းဖြစ်နေတာအဲ့လိုအခြေအနေမျိုးတွေကိုကြောင်လေးတွေကသိတတ်ကြရဲ့တဲ့ဒီလိုအခြေအနေမျိုးမှာသူတို့ကလူတွေနားမှာနေတယ်သူတို့ရဲ့ချစ်စရာကောင်းတဲ့အပြုအမူတွေကြောင့်လူတွေရဲ့စိတ်ဖိစီးမှုတွေကပျောက်ပြီးပျော်ရွှင်မှုတွေကိုရရှိစေပါတယ်တဲ့ကြောင်လေးတွေကတော့သူတို့အတွက်တီးတန်းထုတ်ထားတဲ့အစာတွေကိုစားတယ်ထမင်းနဲ့ငါးတွေပစွန်ကြောက်တွေဒါတွေကိုသူတို့ကအများဆုံးကြိုက်ပြီးစားတတ်ကြရဲ့တဲ့ကဲအခုကြောင်လေးတွေကြောင်သိပြီဆိုတော့မိကုန်းလေးတွေဖြစ်ကြည့်မယ်ကြောင်လေးတွေကညဘက်မှာကောင်းကောင်းမြင်ရလားမမြင်ရဘူးလားဟုတ်ပါတယ်ကြောင်လေးတွေကညဘက်မှာကောင်းကောင်းမြင်နေပါတယ်ကဲအခုကြောင်လေးတွေအကြောင်းအများကြီးသိသွားပြီနော်နောက်ထပ်အကောင်တွေအကြောင်းကိုလည်းထပ်ပြောပြပေးမယ်နော်